ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ Burma Beauty Wellness Clinic ရဲ့ founder Dr. နေမျိုးလင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ clinic မှာအရန်ကိုနာမည်ကြီးပြီးတော့မှเนาะကုသမှုခံရတဲ့ကလေးတွေကြားမှာဒီလုံဝကိုတိတာထင်ရှားတဲ့ result ကိုရရှိနေတဲ့ Ting Group program ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြချင်ပါတယ်Ting Group program ဆိုတာဘာလဲပေါ့ Ting Group program ဆိုတာကျွန်တော်တို့က shock structure ပေါ့နော်ဒီအရက်ပူတဲ့ကလေးတွေကိုကျွန်တော်တို့ကကုသတဲ့လုပ်ငန်းစဉ်လေးကုသနည်းလေးတစ်ခုပဲဖြစ်ပါတယ်။ short structure ဆိုတာဘာလဲ short structure ဆိုတာလူတစ်ယောက်ရဲ့သူ့ရဲ့အသက်အရွယ်လိုက်လူမျိုးအလိုက်အမျိုးသားအမျိုးသမီးရဲ့ဖြစ်တည်မှုပေါ်မှာမူတည်ပြီးတော့မှရှစ်တင်ရှိထိုက်တဲ့ဒီအရက်အမောင်းကိုမရှိဘဲနဲ့ပုံမှန်ထက်ပူနေတဲ့လူမျိုးကျွန်တော်ဆိုလိုချင်ဖြစ်ပါတယ်။အဲ့တော့ short structure ဒီကျွန်တော်တို့ဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲပေါ့ဒါကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် short structure ဒီနံပါတ်1ကျွန်တော်တို့ကဒီမျိုးရိုးလိုက်တဲ့လူတွေပေါ့နော်အဖေပူတယ်အမေပူတယ်အဖိုးပူတယ်အဖွားပူတယ်ဆိုရင်ဒီကလေးတွေမှာပါသွားပြီးတော့မှအရက်ပူတတ်တဲ့သဘောတဘာဝလေးရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့စားသုံးတဲ့အာဟာရတက်မလုံလောက်တဲ့ပြဿနာပေါ့နော်ဒါတွေကကျတော့မိခင်ဝန်ဆောင်တဲ့အချိန်မှာလုံလောက်တဲ့အာဟာရကိုစားသုံးမှုမရှိခဲ့ဘူးနောက်တစ်ခုကကျတော့ကျွန်တော်တို့ကလေးရဲ့ကြီးထွားတဲ့အချိန်မှာပေါ့နော်လုံလောက်ပြတ်တဲ့အာဟာရကိုစားသုံးမှုမရှိဘူးဒီကျွန်တော်တို့အဓိကအရက်မောင်ကြီးထွားတဲ့ကာလဖြစ်တဲ့ကျွန်တော်အပြူပေါ်လူပြူပေါ်ဝင်တဲ့အချိန်မှာလေလုံလောက်တဲ့အာဟာရကိုစားသုံးခဲ့မှုမရှိဘူးဆိုရင်ကျွန်တော်တို့ကကလေးတွေပုံမှန်အတိုင်းကြီးထွားမှုမရှိဘဲနဲ့တခြားလူနဲ့ရှင်တဲ့အခါမှာတော့ဒီပုံမှန်ထက်ကိုနှိမ့်ကျတဲ့အရက်မောင်းတွေဖြစ်တာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့စားသုံးတဲ့အာဟာရမလုံလောက်တဲ့ချိန်မှာဖြစ်တဲ့ပြဿနာလေးပေါ့နောက်တစ်ခုကကျွန်တော်တို့ကခန္ဓာကိုယ်ကြီးထွားဖို့အတွက်အယိုးစစ်တွေကြီးထွားဖို့အတွက်လိုအပ်တဲ့အဓိကဟော်မုန်းဖြစ်တဲ့ကျွန်တော် growth hormone ပေါ့နော်ကြီးထွားဟော်မုန်းဒီသူတို့ထုတ်လုပ်မှုဒီလုံလောက်မှုမရှိတဲ့အချိန်မျိုးမှာကျွန်တော်တို့ကပုံမှန်ထက်ရက်ဒီပူတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကမွေးရပါပေါ့နော်ကလေးတွေကိုယ်ဝန်ဆောင်စဉ်ကာလလည်းမွေးရပါကျွန်တော်ယောဂတွေပါလာခဲ့တယ်ကျွန်တော် genetic disease တွေရှိမယ်ဘုံပေါ့နော်အယိုးနဲ့ဆိုင်တဲ့ disease တွေ disorder တွေဖြစ်လာမယ်ဆိုရင်ဒီကလေးကကြီးထွားမှုမှာပြဿနာရှိပြီးတော့မှကျွန်တော်ရက်ကဆက်လက်ကြီးထွားမှုမရှိပဲနဲ့ပုံမှန်ထက်ကိုဒီကျွန်တော်ပူနေတဲ့လက္ခဏာမျိုးလည်းကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခုကကျွန်တော်ဘာနဲ့ဆိုင်လဲဆိုပုံဝင်ကျင်နဲ့ဆိုင်ပါတယ်ကျွန်တော်ပုံဝင်ကျင်ညှမ်းမှုကြောင့်ပေါ့နော်ဥပမာပြောမယ်ဆိုကျွန်တော်တို့ကအရင်တော့ဆိုရင်ရက်ွက်ထဲမှာကျွန်တော်တို့က battery ဆိုင်တွေရှိတယ် battery အိုးတွေအားသွင်းကြတယ်ပြုပြင်ကြတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီပုံဝင်ကျင်မှာရှိနေတဲ့အဲ့ဒီမိသားစုမှာရှိနေတဲ့ကလေးတွေကခဲစိတ်တဲ့လက္ခဏာမျိုးတွေဖြစ်တတ်ကြတယ်အဲ့လိုခဲစိတ်တဲ့လက္ခဏာမျိုးတွေဖြစ်ပြီးဆိုရင်ကလေးတွေကပုံမှန်အတိုင်းကြီးထွားနိုင်ခြင်းမရှိဘဲနဲ့ဒီခဲစိတ်တင့်ခြင်းကြောင့်မလို့သူကအရက်တွေကပုံမှန်တဲ့ပူတဲ့ညံရည်ဒီပုံမှန်တဲ့နဲတဲ့ဟာမျိုးတွေကျွန်တော်တို့ကတွေ့ကြရပါတယ်အဲကြောင့်ဒါဒီကျွန်တော်တို့က short structure ပေါ့နော်အရက်ပူရတဲ့အဓိကအကြောင်းရင်းတွေကိုကျွန်တော်တို့ဒီဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ short structure ဖြစ်လာတယ်အဲ့လို short structure ဖြစ်ဖို့အတွက်ကိုပေါ့နော်တန်တရားရှိတဲ့ကလေးကိုကျွန်တော်တို့ကဘယ်လိုကုသမှာလဲပေါ့နော်ဒါကျွန်တော်တို့ရဲ့ Ting Group program ဆိုတာအဲ့ဒီ short structure ဖြစ်နေတဲ့ကလေးတွေ short structure ဖြစ်ဖို့အတွက်ကိုအလားအလာရှိတဲ့ကလေးတွေကိုကုသတဲ့ program တစ်ခုဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဘာပါဝင်လဲဆိုတာနံပါတ်1ကကလေးတစ်ယောက်အရက်ကြီးထွားဖို့အတွက်ခန္ဓာကိုယ်ကြီးထွားဖို့အတွက်လိုအပ်တဲ့ကျွန်တော်တို့အာဟာရဓာတ်တွေဟော်မုန်းဓာတ်တွေဒီမွေးရပါယောဂတွေရှိမရှိကိုစစ်ဆေးတဲ့ဓာတ်ခွဲစစ်ဆေးတဲ့တွေးစစ်ဆေးခြင်းလုပ်ငန်းစဉ်တစ်ခုပါတယ်နောက်တစ်ခုကကြောင့်ကလေးတွေရဲ့ကျွန်တော်တို့အသက်အရွယ်လိုက်အယိုးအစစ်ကျွန်တော်ကြီးထွားမှုနှုန်းကိုရှိမရှိကိုသိနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကဓာတ်မှန်ရိုက်တယ်ပေါ့နော်ကျွန်တော်လက်စစ်ကိုဓာတ်မှန်ရိုက်တယ်ခါစစ်ကိုဓာတ်မှန်ရိုက်တယ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်းကျွန်တော်အဓိကတော့ဒီကျွန်တော်ဒီအယိုးအစစ်လေးတွေမှာရှိနေတဲ့ fuse မဖြစ်သေးဘဲနဲ့ကျွန်တော်တို့ကဟာလားမဟာလားကျွန်တော်ကကြည့်ရတာပေါ့နော်အယိုးဆက်ကြီးထွားနိုင်ဖို့ရှိမရှိဆိုရင်ဟာစစ်ဆေးခြင်းအဲ့တော့ဓာတ်မှန်ရိုက်စစ်ဆေးခြင်းပေါ့နော်ပုံကြီးပေါ်စစ်ဆေးခြင်းလုပ်ငန်းစဉ်လည်းပါတယ်ပြီးတော့မှကျွန်တော်တို့အဲ့ဒီသူ့ရဲ့ရလာတဲ့သွေးဖြည်တွေနောက်သူ့ရဲ့ကျွန်တော်တို့ကဒီဟိုပေါ့နော်ဒီဓာတ်မှန်ရိုက်လို့ဖြစ်လာတွေ့လာရတဲ့ဒီကျွန်တော်တို့ဒီ result ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့အဲ့ဒါအောင်မှဘာကိုလိုအပ်လဲဆိုတော့ consultation ပေါ့နော်ဒီဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တဲ့လုပ်ငန်းစဉ်နဲ့ကျွန်တော်တို့ကုသရတဲ့နည်းလမ်းမျိုးဖြစ်ပါတယ်လက်ရှိမှာလည်းကျွန်တော်ဈေးကမှာအဲ့ဒါနဲ့ကုသနေကြတဲ့ကလေးတွေများစွာရှိပြီးတော့မှတော်တော်ကြီးကိုသိတာထင်ရှားတဲ့ result တွေကိုရရှိကြပါတယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကကျတော့မိဘတွေမေးကြတာပေါ့နော်ဒီလို short structure ကိုကုမယ် Ting Group program စမယ်ဆိုရင်ဘယ်အသက်အရွယ်နဲ့စပြီးကုရမှာလဲပေါ့အဓိကအကောင်းဆုံးအသက်အရွယ်တော့ကျွန်တော်တို့အသက်9နှစ်နဲ့15နှစ်ကြားတဲ့အကောင်းဆုံးဖြစ်ပါတယ်9နှစ်နဲ့13နှစ်ကြားအပြည့်အဝမဝင်လူပြည့်အဝမဝင်ခင်ချိန်အထိဆိုရင်သူကအရက်ရှည်ဘူးတော့ကကျွန်တော်တို့ကလေးတွေရဲ့ chance အများဆုံးပဲတစ်နှစ်ကို2လမှ3လမှလောက်တည်ရှိနိုင်တဲ့ chance တွေရှိတယ်အဲ့လိုမျိုးမရှိဘဲနဲ့ပုတ်နေပြီဆိုကျွန်တော်တို့ကအသက်တရားပေါ့နော်ဒီကျွန်တော်ကုသဖို့အတွက်ကိုကျွန်တော်လိုအပ်ပါပြီအဲ့ဒါကြောင့်မလို့ဒီအကောင်းဆုံးအချိန်ဒီအသက်9နှစ်နဲ့15နှစ်ကြားတဲ့အကောင်းဆုံးချိန်ဖြစ်ပါတယ်အဲ့တော့15နှစ်နဲ့နောက်ပိုင်းကုလို့မရအောင်ရပါတယ်ကျွန်တော်တို့15နှစ်ကနေ16နှစ်ထိလည်းကျွန်တော်တို့ကကုသနိုင်တဲ့ဒီအခြေအနေရှိပါတယ်ဒါပေမဲ့အဲ့လိုကုသဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဒါသူ့ရဲ့ဒီဓာတ်မှန်အဖြေပေါ့နော်ဓာတ်မှန်အဖြေပေါ်မှာဒီ Epiphyseal close ဖြစ်မဖြစ်အဲ့ဒါကိုတိတိကျကျစစ်ဆေးပြီးမှကျွန်တော်တို့ကဆက်လက်ကုသဖို့အတွက်ကိုခံယူသင့်ပါတယ်အဲ့မှာကျွန်တော်တို့ကဒီ Epiphyseal close မဖြစ်သေးဘူးကလေးဒီကြီးထွားနိုင်ဖို့အတွက်အချက်ခွင့်ရရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကဆက်လက်ကုသဖို့အတွက်ကောင်းမှာပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကဘယ်မှာအသက်16နှစ်နောက်ပိုင်းပေါ့နော်16နှစ်နောက်ပိုင်းဆိုရင်တော့ဒီအယိုးအစစ်တွေကကျွန်တော်တို့က fuse ဖြစ်ဖို့အတွက်ကို chance ကတော်တော်လေးများသွားပါပြီအဲ့လို group တွေမှာဆိုရင်တော့
ကုတော်ညာလည်းပဲအကျိုးမရှိတဲ့အပိုင်းမျိုးတွေရှိတတ်ပါတယ်အဲ့တော့အဲ့နောက်ပိုင်းဆိုရင်တော့ကုသဖို့အတွက်အခွင့်အရေးရတော့ကျွန်တော်နည်းသွားပါပြီအဲ့တော့ပြောရမယ်ဆိုရင်တော့အသက်ငယ်လေးအရက်ရှည်ဖို့အတွက်အခွင့်အရေးများလိမ့်ပါပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကစောစောစီးစီးကုသတာဒီအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ကျွန်တော်ဈေးကမှာဆိုရင်လည်းလက်ရှိကုသမှုခံယူနေတဲ့ကလေးပေါင်းများစွာလည်းရှိတယ်အကုန်လုံးကလည်းတော်တော်ကြီးကိုသိတာတဲ့ result တွေကိုရရှိနေကြပါတယ်နောက်တစ်ချက်ပေါ့နော်ဒီမိဘတွေမေးကြတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ကုသတဲ့အချိန်မှာ side effect တွေဘာဖြစ်မလဲပေါ့ကျွန်တော်တို့ကကုတဲ့အချိန်မှာကလေးရဲ့အသက်အရွယ်လိုက်လိုအပ်တဲ့အရာတွေတွေးစစ်တယ်လိုအပ်တဲ့တခြားသောစမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီးတော့မှကလေးအတွက်လုံလောက်တဲ့ဒီလိုအပ်တဲ့လောက်ကိုပဲကျွန်တော်တို့ကပေးပြီးတော့မှကုသခြင်းဖြစ်ပါတယ်အဲ့ဒါပြင်မိဘတွေအနေနဲ့ထပ်ပြီးတော့မှပြရတဲ့အပိုင်းတွေကကျွန်တော်တို့ဒီတစ်ဖက်ကနေကျွန်တော်တို့ကဒီလိုလိုအပ်တဲ့အရာတွေကုသပေးတဲ့နောက်တစ်ဖက်ကနေကကျွန်တော်ကလေးတွေအတွက်လိုအပ်တဲ့အာဟာရတက်ကိုမျှတအောင်ကျွန်တော်ကျွေးပေးရတယ်ကိုလည်းလှုပ်ရှားအားစားမှုကိုလုပ်ပေးရတယ်အဲ့ချိန်လုံးတော့လုပ်ပေးရပါတယ်ဒါတွေကတော့မိဘနဲ့ကလေးဘက်ကနေဒီသူတို့ပေါင်းဝင်ပူးပေါင်းပေးရတဲ့အပိုင်းပါအဲ့တော့နှစ်ခုလုံးကိုဘက်ကလည်းကုသမှုခံယူမယ်တစ်ဖက်ကလည်းကိုယ်တိုင်လိုက်လုပ်မယ်ဆိုရင်တော့ဒီကုသမှုဒီ 100% အောင်မြင်တဲ့ကုသမှုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ Team Grow Program ပေါ့နော်ကိုသားသမီးတွေဒီပုံမှန်ထက်ကြီးထွားမှုလုံးမရှိဘဲနဲ့နေနေပြီးเนาะအဲ့လိုမျိုးတစ်ခုခုဖြစ်နေပြီးတော့တန်တရားရှိတယ်ဆိုရင်ဈေးကန်းကိုအမြဲဆုံးလာရောက်ပြီးတော့မှကုသမှုခံယူဖို့တော့ကိုတိုက်တွန်းရပါတယ်ကျေးဇူးတင်ပါတယ်